ဆက်လက်ပြီးတော့ရင်းနဲ့သမီးကသူမဖတ်ရှုထားတဲ့စာအုပ်တွေအကြောင်းကို sharing လုပ်ပေးဖို့ဖိတ်ခေါ်ပါစီရှင်ကတော့ဒီတစ်ပတ် library မှာအစိမ်းရောင်အမွေအနှစ်ဆိုတဲ့စာအုပ်ကိုဖတ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီစာအုပ်ကစာရေးဆရာ Anthony Hasley ရဲ့ Greenhouse Inheritance ဆိုတဲ့စာအုပ်ကိုစာရေးဆရာမကျူကမြင်ရမ်းပြီးတော့ရေးထားတာဖြစ်ပါတယ်။အခုအဲ့ဒီစာအုပ်ထဲကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို share လုပ်ပေးချင်ပါတယ်ရှင်။ဒီကမ္ဘာပေါ်မှာရှိတဲ့လူသားတွေအားလုံးဘယ်သူမှတစ်ပင်တွေနဲ့ကင်းကွာပြီးတော့အသက်ရှင်ရပ်တည်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ပြီးတော့လူသားတွေမပေါ်သေးတဲ့ဟိုးလိုခဲ့တဲ့နှစ်သန်းပေါင်းများစွာကလေးကရှိနေခဲ့ပြီးဖြစ်တဲ့အစိမ်းရောင်တစ်ပင်တွေဟာလူတွေအတ္တဝါတွေအသက်ရှင်ရပ်တည်ဖို့အတွက်လေထုကိုပေးခဲ့တာဖြစ်ပါတယ်။တစ်ပင်တွေဟာကျမတို့လူသားတွေအသက်ရှင်ဖို့အတွက်လေထုအပြင်အစားအစာအဝတ်အထည်အသုံးအဆောင်နဲ့ဆေးဝါးတွေကိုထုတ်ယူလို့ရပါတယ်။ဒီနေ့လူတွေဟာအပင်မျိုးစိတ်ပေါင်း3000လောက်ကိုနေ့စဉ်အစာအာဟာရအဖြစ်မျှဝေစားသုံးနေကြရပါတယ်။ပြီးတော့အဲ့ဒီထဲကမှမျိုးစိတ်ပေါင်း150လောက်ကိုတော့စိုက်ပျိုးပြီးတော့စားသုံးကြပါတယ်။ဒီကနေ့လူသားတွေ90%သောကမ္ဘာလူသားတွေကနေ့စဉ်အစာအာဟာရအဖြစ်တင်းလံမျိုးစိတ်ပေါင်း20ကိုမျှဝေစားသုံးနေကြရတာဖြစ်ပါတယ်ရှင်။လူသားတွေအတွက်တစ်ပင်တွေဟာပေးတဲ့အသုံးဆောင်တွေထဲမှာခုနကနိမသမီးပြောသွားတဲ့ fashion သုံးဆောင်တွေလည်းပါပါတယ်။ဘာတွေလဲဆိုတော့အဝတ်အထည်တွေနဲ့အမျိုးသမီးတွေအားလုံးမသက်တဲ့ရင်မွေးပဲဖြစ်ပါတယ်။ခင်မိလာတဲ့ဒီနေ့ခေတ်ရင်မွေးလုပ်ငန်းဟာ organic ဓာတုဗေဒပညာရှင်တွေရဲ့တီထွင်စက်သမှုတွေကြောင့်အဆင့်ပြေအောင်မြင်လာတယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့အရန်ကိုဈေးကြီးတဲ့ရင်မွေးတွေကိုတော့တဘာဝပန်းပွင့်တွေကနေလည်းထုတ်ပါတယ်။အရေးအကြီးဆုံးလိုအပ်တဲ့ဝိရဏအစီတွေကိုနှင်းစီစပယ်နဲ့လိမ္မော်တွေကနေပြီးထုတ်ယူကြတယ်လို့သိရပါတယ်ရှင်။ပြီးတော့ဒီနေ့ကမိန်းကလေးတော်တော်များများကိုသုံးတဲ့ရင်မွေးဟာဘလောက်ကောင်းလဲဘလောက်ပွင့်လဲဘလောက်ဈေးကြီးတယ်